ရေကင်းင်းထိုးစီးပါခင်ဗျာကဲအားလုံးပဲမင်္ဂလာပါဒီနေ့ဒီဗီဒီယိုလေးမှာတော့ကျွန်တော်နဲ့အတူကချင်ပြည်နယ်တောင်ပေါ်ဒေသတရုတ်နေဆက်ဖြစ်တဲ့ဖရေကိုတွားကြရအောင်လားခင်ဗျာဟုတ်ကဲ့ဖရေဆိုတာကတော့ကချင်ပြည်နယ်အရှေ့မြောက်ဘက်မှာရှိတဲ့ချီဖွေမြို့နယ်ထဲမှာပါဝင်တဲ့ပင်လီမျက်နှာပြင်15000မှာတည်ရှိတဲ့တရုတ်နေဆက်တောင်ပေါ်ဒေသဖြစ်ပါတယ်ခင်ဗျာလက်ချိတ်မျိုးနွယ်စုတွေအများပိုင်းရှိပြီးတော့အရန်ကိုအေးခေတဲ့နေရာလေးဖြစ်ပါတယ်ပန်ဝါဆော်လောလန်ဆေတွားတဲ့လမ်းဘက်မှာပဲဖြစ်ပါတယ်ခင်ဗျာဒါလေးကတော့ချီဖွေမြို့မရောက်ခင်ရွာတွေဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့မေခမြစ်ပါပဲမေခမြစ်ကတော့ကျွန်တော်ရီးစားဟောင်းလိုပါပဲအရင်တော့အရန်ကြည်လင်းနေခွဲတော့နောက်သွားပါပြီရီးစားဟောင်းလည်းရင်တော့အရန်ချစ်တယ်ပြောပြီးတော့ပြောင်းလဲသွားတာပါပဲဒါမဲ့ဒါရွှေတူးလို့ပါဒါကိုနဲ့မဆိုင်ပါဘူးထားလိုက်ပါတော့ဆက်သွားပါမယ်ကဲကျွန်တော်တို့ချီဖွေမြို့ကိုဝင်ပါပြီခင်ဗျာဒါတော့ချီဖွေမြို့အဝင်ဖြစ်ပါတယ်ချီဖွေမြို့မှာတော့လော်ဝလက်ချိတ်လီစုကျင်းဖို့လူမျိုးတွေနေထိုင်တာဖြစ်ပါတယ်ခင်ဗျာအထူးသဖြင့်လော်ဝလူမျိုးစုတွေပို့ပြီးတော့ရှိတဲ့နေရာဖြစ်ပါတယ်ဒီခရီးသွားတဲ့ကားတွေအများပိုင်းသမင်းစားနားတဲ့မြို့လေးဖြစ်ပါတယ်ကျွန်တော်လည်းဒီကလော်ဝစမျိုးတယောက်လောက်နဲ့ချစ်သူဖြစ်တော့အိမ်မှာခဏနားပြီးသမင်းစားလို့ရတဲ့ခွာတော့ဘာမှဘယ်သူနဲ့မှချစ်သူမဖြစ်တဲ့အတွက်ကြောင့်သမင်းစားမနာတော့ပါဘူးဆက်ပြီးသွားပါတော့မယ်ခင်ဗျာဟုတ်ကဲ့ပါကချင်ပြည်နယ်ရဲ့တောင်တန်းကြီးကတော့ကျွန်တော်ချစ်သူကောင်းမလေးရဲ့အပြုံးလိုပါပဲကွာဒီအချိန်ပဲကြည်ကြည်လှပနေစေပါပဲခင်ဗျာရင်သက်ရှုမိုးပဲကောင်းတဲ့တောင်တန်းကြီးတွေပဲဖြစ်ပါတယ်ဟုတ်ကဲ့အခုဆိုရင်ကျွန်တော်တို့ချီဖွေမြို့ကိုကြော်ပြီးတော့ဆက်သွားနေတာဖြစ်ပါတယ်တက်တက်ပဲဆက်သွားရင်တော့ပန်ဝါမြို့ကိုလည်းရောက်မှာဖြစ်ပါတယ်ဒါပေမဲ့အခုကျွန်တော်တို့သွားမယ်ဒီဖရေဆိုတာကပန်ဝါဘက်ကိုမသွားဘဲနဲ့လူပီဆိုတဲ့နေရာကနေကျွန်တော်ဘေးဘက်ကိုချိုးသွားရမှာပဲဖြစ်ပါတယ်ခင်ဗျာโอเคဒီနေရာလေးကတော့ခီးသွားသူတွေအားလုံးတပ်ပုံရိုက်တဲ့နေရာလေးပါရလက်စစ်ပြီးတဲ့ရေကာတာဖြစ်ပါတယ်ရေကစိမ့်နေရပဲကြီးနေရပဲဆိုပြီးတော့ဆင်းပြီးတော့ရေသွားတောက်ဖို့မကြိုးစားပါနဲ့တောက်လို့မရတော့ပါဘူးဒီရေတွေကတတ်တူရေနဲ့ပြီးနေတာဖြစ်ပါတယ်ကဲဒါကျွန်တော်နဲ့မဆိုင်ပါဘူးဆက်သွားပါမယ်ခင်ဗျာကဲဖရေတောင်ပေါ်ရွာရောက်ပါပြီခင်ဗျာကဲဖရေဆိုတဲ့ရွာလေးကဒီလိုပါပဲအိမ်လေးတွေကဟိုရှေးရိုးဆန်ဆန်နဲ့တရုတ်နေဆက်ဆိုတော့တရုတ်အငွေ့အတက်နေပေါအောင်စောက်ထားတဲ့အိမ်လေးတွေပါပဲခင်ဗျအခုကျွန်တော်ကိုရေခေးချောင်းရှိတဲ့နေရာကိုခေါ်သွားမှာပါတဲ့နော်ဟုတ်ကဲ့ရေခေးပြီးတော့ရေခေးချောင်းရှိတဲ့နေရာကဒီတရုတ်နေဆက်ဘက်မှာရှိတာဖြစ်ပါတယ်ဟုတ်ကဲ့ပါဒီလိုလှပတဲ့တောင်တန်းကြီးတွေကိုတဝကြီးကြည့်ရှုခန်းစားခဲ့ရလို့အရန်ပျော်ခဲ့ရပါတယ်ဒီလိုမျိုးတောင်တန်းကြီးတွေကိုတွေ့တော့အရင်တော့ရီးစားဟောင်းပြောတဲ့စကားတော်တတိရတယ်အခုနှစ်သားဆိုရင်ငွေရေးကြီးတွေလည်းမလိုပါဘူးတဲ့ဒီလိုမျိုးတောင်တန်းကြီးတွေမှာနှစ်ယောက်တည်းနေပြီးတော့ဘဝကိုဖျက်တမ်းရရင်ပြောပါပြီတဲ့ပြောသွားတာနောက်ဆုံးတော့အခုဖြစ်နေတဲ့သူရဲ့ရီးစားတော့ Land Cruiser ကားစီးပြီးတော့ iPhone 17 Pro Max ကင်ထားတာဟုတ်ကဲ့ရေကေးချောင်းရောက်ပါပြီရေကေးချောင်းရောက်ပါပြီကျွန်တော်ရောက်လာနည်းနည်းနောက်ကျသွားတယ်ပေါ့နော်ဒါကြောင့်ရေကေးတချို့ပျော်သွားပါပြီချီပီနဲ့ဖရေမှာဒီမျိုးအခုကြည့်ရေကေးနေပါသေးတယ်ခင်ဗျာကချင်ပြည်နယ်ဖရေရောက်ရှိနေတာဖြစ်ပါတယ်ရေကေးဝါရေပုံပြပါရေကေးဝူဝါရေထောင်းနေတယ်ဝါပို့ဝါရေကြလာပြီးတော့သူကနေသူအရင်အေးတော့ခေးသွားတာပေါ့တော့ဖြစ်သွားတာကြီးတပ်ပုံငယ်တဲ့ဖိုက်တယ်ကြည့်လိုက်မိုင်းဒီကေးရပေါ်တိတက်ကြည့်အောင်ဟိုသူကရေတကူကနေစီးကြလာတဲ့ရေတွေခဲသွားတာပေါ့နော်အရင်အေးလို့ဒီနေ့ကျွန်တော်ရောက်လာနည်းနည်းနောက်ကျသွားတယ်ကဲဒါတော့ကချင်ပြည်နယ်လှပတဲ့နေရာတွေကတစ်ခုပါခင်ဗျာဟေးမိုက်ဒါချော်ဒီဟိုအပေါ်တီကိုရေတွေကခဲပြီးတော့ဒီခဲဖြစ်နေတာပေါ့နော်ဆိုတော့ဟိုပေါ်ရှိတော့မတက်တော့ပါဘူးကျွန်တော်နောက်မှမြင်နေရတာတော့ရေခဲပါခင်ဗျာရေရစီးကြနေရင်းကနေသူကနေသူရေခဲဖြစ်သွားတာပါခင်ဗျာဟိုအပေါ်ထိ
ပေါ်ကြည့်ရေကြီးပါခင်ဗျဟေးဟိုကြည့်တော့မတက်နိုင်တော့ရေကြီးတွေအရန်ချောလို့ဒီတော့နိုင်ငံခြားတွေကိုအထင်ကြီးနေကြတယ်နော်ဒီလိုလှပတဲ့နေရာတွေနောက်ကျွန်တော်တို့တိုင်းပြည်အေးချမ်းသွားမှအများကြီးပြန်ရိုက်ပြမှာဖြစ်ပါတယ်ခင်ဗျကချင်ပြည်နယ်လို့ခေါ်တယ်ကချင် state ကချင် land ရေကြီးမင်းထိုးစီးပါခင်ဗျာ ဗီဒီယိုအစဆုံးကြည့်ရှုပေးတဲ့အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်နောက်ဗီဒီယိုများမှာပြန်လည်ဆုံတွေ့ကြပါစို့